Play Store တွေကိုတွားလိုက်ပါ Search အဝိုင်းကိုတွားနှိပ်ပါ Search ဘားတန်းတွင် Flipper Clip ကိုရိုက်ထည့်ပြီးရှာလိုက်ပါမြားပြထားသောပုံနှင့် Flipper Clip 2D Animation ကိုတွေ့ရင်နှိပ်ပြီး Install လုပ်ပါ Downloading ပြီးရင် Back key နဲ့ပြန်ထွက်ပါ Flipper Clip icon ကဖုန်း screen ပေါ်ရောက်နေပါပြီဒါကိုနှိပ်ပါ Software application ပွင့်လာပါလိမ့်မယ် Interface မှာမိမိလုပ်ပြီးသား project နဲ့ movie တွေမြင်ရမယ်အောက်ဘားတန်းက plus ကိုနှိပ်ပါ box ထဲမှာ animation ရဲ့အမည်ကိုရေးပါ background ၄မျိုးရမယ်ဖဲပြားပုံနှိပ်ရင် software ပါလာတဲ့ background တွေရမယ်စေဘုံကတော့မိမိလိုရာ background အရောင်ရွေးချယ်နိုင်မယ်တောင်နှမ်းပုံကတော့ gallery ထဲမှာရှိတဲ့ပုံတွေယူသုံးနိုင်တယ်ကင်မရာပုံကတော့ background ကိုဖြတ်ချင်းဓာတ်ပုံရိုက်ထည့်နိုင်တယ်ဖဲပြားပုံရွေးရင်မြင်ကွင်းနောက်ခံတွေစာရွက်နောက်ခံတွေပုံတန်နောက်ခံတွေအခြားနောက်ခံတွေရမယ်စေပုံရွေးရင်ကာလာစဝမ်းရလာပြီးနှစ်တရာအယောင်အနုအရေးရွေးပြီးရင်အမှန်ချင်းနှိပ်ပါ background မှာမိမိရွေးတဲ့အယောင်ရပါပြီတောင်းနှမ်းပုံရွေးရင် gallery ထဲရှိဓာတ်ပုံများကိုနောက်ခံကအဖြစ်ယူနိုင်တယ်ယူရန်ဖိုတိုကိုနှိပ်ပါနှိပ်တဲ့ပုံလေးတက်လာပါပြီကင်မရာကိုရွေးရင်ကင်မရာပေါ်လာပြီးအဖြူဝိုင်းကိုနှိပ်ပါရိုက်လိုက်တဲ့ဓာတ်ပုံက background မှာပေါ်လာမယ် canvas site ကိုရွေးဖို့နှိပ်ပါမိမိတင်မဲ့ channel လိုက် canvas site ကိုရွေးပါ frame per second ကိုရွေးရန်နှိပ်ပါတစ်စက္ကန့်လျင်ဖလင်း12ခွဲထားရန်နှိပ်ပါ free project ကိုနှိပ်လိုက်ပါ animation ဖန်တီးရန် project တစ်ခုရပါပြီစလုပ်နိုင်ပါပြီ